ပြန်ပေးသမားတွေရဲ့လက်ချက်ကြောင့်တပ်ပါပေးလိုက်ရတဲ့9တန်းចောင်းသားငယ်လေးမင်္ဂလာပါရှင်အေဂရစ်ဒိုင်ရီမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခုတလုံးအင်တာနက်လူမှုကွန်ရက်စာမျက်နှာမှာတော့မိန်းကလေးတွေသားမကယောက်ျားလေးတွေနဲ့ကလေးတွေပါမကြမ်းလူပြောက်ကြောင်ညာစာတွေကိုတော်တော်များများဖတ်မိကြမှာပါဟိုရင်ကပြန်ပေးဆွဲကလူကုန်ကူးကြတဲ့အဖွဲ့တွေချိန်တစ်ခုအထိကိုငြိမ်သွားတာကိုတော့သိကြပါလိမ့်မယ်ဒါပေမဲ့လည်းခုလိုမြန်မာနိုင်ငံကြီးမတည်ငြိမ်သေးတဲ့အချိန်ခါမှာတော့ဒီလိုမျိုးပြန်ပေးသမားတွေပေါ်လာတာဟာပြည်သူပြည်သားတွေအတွက်ကတော့အတော်လေးကိုကြောက်ဖို့ကောင်းတဲ့အရာတစ်ခုဖြစ်နေပါပြီ။အခုပြီးခဲ့တဲ့ရက်ပိုင်းလောက်ကမှပြန်ပေးဆွဲသမားတွေရဲ့လက်ချက်ကြောင့်ပဲခူးမြို့က9တန်းကျောင်းသားလေးတူကတော့ရက်ဆက်စွာတပ်ခံခဲ့ရတာပါ။အဆိုမှာပြည့်မဲ့တန်ဆုံးရှုံးသွားခဲ့ရတဲ့9တန်းကျောင်းသားလေးကတော့မောင်တက်နိုင်မင်းလို့အမည်ရပြီးတော့အဖေဖြစ်သူဦးတန်းမြိုင်နဲ့အမေဖြစ်သူဒေါ်ရီမွန်တို့နဲ့ပဲခူးမြို့စီရီလန်းမှာအေးချမ်းစွာနေထိုင်နေတာပါ။မောင်တက်နိုင်မင်းတည်ဆုံမှုနဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးမှတော့ရဲဌာနဘက်ကအမှုကျူးလွန်သူ3ယောက်အနက်တရက်ခန့်တစ်ယောက်ကိုဖမ်းဆီးထိန်းသိမ်းထားတာပါ။ဖမ်းမိထားတဲ့တရက်ခန့်နိုင်အောင်ဖြိုးရဲ့ပြောကြားခြင်းအရဖြစ်ပုံကတော့မောင်တက်နိုင်မင်းဟာသူ့ရဲ့တငယ်ချင်းတွေနဲ့ဘောလုံးကန်နေကြတဲ့ချိန်ဘယ်ကသူတွေမှမသိရောက်လာကမင်းတို့ဘောလုံးကမကောင်းတော့ဘူးမဟာစီဒီဖျားနာမှာတီဟိုတော်ထဲမှာဘောလုံးတစ်တလုံးတွေ့ထားတယ်လူချင်းရင်လာယူလို့ပြောကမောင်တက်နိုင်မင်းကိုသူတို့စီးလာတဲ့ဆိုင်ကပေါ်တင်ခေါ်သွားခဲ့တယ်လို့ဖွင့်ဆိုထားတာပါနိုင်အောင်ဖြိုးကဒီလိုမျိုးလိမ်လဲလဲဖျားကဆိုင်ကနဲ့မစင်းစဲအနီးခေါ်ဆောင်လာခဲ့ပြီးတော့မောင်တက်နိုင်မင်းကိုစောင့်နေခိုင်းခဲ့တာပါနောက်ပြီးတော့နိုင်အောင်ဖြိုးဟာမောင်တက်နိုင်မင်းကိုနိုင်လွန်ကျိုးနဲ့ပီနန်အိတ်ခွန်တစ်လုံးကိုပေးကစောင့်စီခဲ့တာပါနိုင်အောင်ဖြိုးဟာနောက်ထပ်တရက်ခန့်ဖြစ်တဲ့အောင်ကျော်စောခေါ်ချော်ကြီးကိုခေါ်ခဲ့ပြီးတော့မောင်တက်နိုင်မင်းစီကပီနန်အိတ်နဲ့နိုင်လွန်ကျိုးကိုယူကဆိုပါပီနန်အိတ်ခွန်နဲ့မောင်တက်နိုင်မင်းရဲ့ခေါင်းကိုဆွတ်ချကနိုင်လွန်ကျိုးနဲ့သူ့ရဲ့ခြေရွေလက်တွေကိုနောက်ပြန်ကျိုးထုတ်ခဲ့တယ်လို့ထွက်ခဲ့ပါတယ်နောက်ပြီးတော့လေမောင်တက်နိုင်မင်းကိုနောက်ကျောတွေခေါင်းတွေကိုကန်ကြောက်ခဲ့တာဖြစ်ပြီးတော့အဲ့ဒီနောက်မှာမောင်တက်နိုင်မင်းရဲ့အတန်ကိုမကြားရတော့ပဲအတန်ဆုံးရှုံးသွားပြီကိုသိလိုက်ရတဲ့အတွက်ကြောင့်ချိုနာကတော့တခုမှာကာကီယာမိုးကနဲ့အုတ်ကအလောင်းဖြောက်ခဲ့တာလို့ဝန်ခံလာတာပါဒီလိုနဲ့မိသားစုဝင်တွေကလိုက်ရှာရင်ပဲခူးမြို့မစင်းစဲနီကရှူဆောင်ထဲမှာမောင်တက်နိုင်မင်းကိုလက်ရောချေတွေပါနောက်ပြန်ကျိုးတုတ်ထားပြီးဦးကောင်းကိုလည်းစာလာကြီးတလုံးနဲ့ဆွတ်ထားပြီးလေပင်ကိုကြိုးချီလျက်မောက်ခုံနေထားပြင်တေဆုံးနေတာတွေ့ခဲ့တယ်လို့သူ့ဘာနာကူတင်းတာဝန်ရှိသူကဆိုပါတယ်။တရားခံနေဟောင်းစောပိုင်းမှာမောင်တက်နိုင်မင်းတေဆုံးသွားတာတော့ငွေညစ်ခဲ့သေးတယ်လို့ဆိုပါတယ်။ကလေးပြောက်ဆုံးနေနေမှာပဲညဘက်အချိန်မှာသူ့မိဘစီဖုံးစိတ်တလုံးဝင်လာပြီးဆက်သွဲခဲ့ပါတယ်။မောင်တက်နိုင်မင်းကိုပြန်လို့ချင်းရင်ဒီည7နာရီတိတိမှာမဟာစီရီရှိမှုဖန္နာကဘောလုံးကွေးစီပတ်စံ9သိန်းနဲ့တူလာခဲ့ပါ။ရဲကိုကြောင်းကြရင်သူ့တက်ကိုအာမမခံဘူးလို့လည်းပြောပါတယ်။ဒါနဲ့ရဲကိုကြောင်းမကြရဲပင်ကလေးမိဘတွေလိုက်သွားခဲ့ပါတယ်။ဒါပေမဲ့ဘယ်သူမှမတွေ့ခဲ့ပါဘူး။အဲ့ဒီညမှာပဲအမည်မသိလူတစ်ယောက်ကမောင်တက်နိုင်မင်းမိဘစီကိုဖုန်းဆက်ပါတယ်။အတော်တို့သားကိုတွေ့ချင်ရင်ဖောင်ကြီးကိုလာခဲ့ပါလို့ဆိုပါတယ်။ဒါနဲ့ကလေးမိဘတွေကဖောင်ကြီးဘက်ကိုလိုက်ကြပါတယ်။ဒါပေမဲ့မတွေ့ခဲ့ပါဘူး။တေဆုံးသူကလေးငယ်ရဲ့ဆွေမျိုးတော်ဆက်သူတူကလည်းတက်ဆင်ပြောလာတာပါ။မောင်တက်နိုင်မင်းဟာငွေ9သိန်းအတွက်နဲ့တက်ဆုံးရှုံးခဲ့ရတာပါ။ကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမောင်တက်နိုင်မင်းတက်ဆုံးရှုံးသွားရတဲ့ပုံမှာမိမိတို့ရဲ့အမြင်ကိုပြောသွားပေးကြပါအောင်ရှင်။